အေးပြန်လာတော့အဲ့လိုစကားပြောပြီးကြိုတာဟလားသမီးရဟမ်သမီးဒီနေ့ဘာလုပ်လဲအိမ်မှာဟမ်ဘာလုပ်လဲအမလေးလုံးတစ်ပြီးတော့အေးငါသမီးလေးဘာလုပ်လဲအေးချက်ကူဘာလုပ်လဲအေးဟုတ်ပါပြီငါသမီးရဲ့အေးဘာတွေပြောမှမသိဘူးဝဲဘာတွေပြောတာလဲအေးဒါတော့အချီတလိုင်းဖြစ်ပါတယ်အချီမလေးဖြစ်ပါတယ်အချီမလေးခဲ့တော့ဖြစ်ပါတယ်ဟုတ်ပါပြီ post လေးပေးလိုက်ပါဦးသမီး okay ဒီမှာဒါတော့အကဲလိုင်းနေကဲဒီနှကောင်ဘလူကဲလဲဆိုတာ hey ငါ့ကိုအရေးလို့အောင်လို့အေးချက်ကိုလေး